ကဘာအံ့ဖွယ်နဲ့လျှို့ဝှက်စန့်ကျယ်မှုများ ကျွန်တော်တို့ရဲ့ကဘာကြီးနဲ့စက်ကြက်ဝလာထဲမှာသိပ္ပံပညာနဲ့တောင်အဖြေထုတ်ဖို့ခက်ခဲနေတဲ့ထူးဆန်းမှုတွေဘလောက်တောင်ရှိနေအောင်မလဲဒီနေ့မှာတော့သမိုင်းလူသားနီးပညာနဲ့အာကာသထဲကမယုံနိုင်စရာလွတ်ဝက်ချက်၅ခုကိုစုစည်းတင်ဆက်ပေးလိုက်ပါတယ်ပျောက်ဆုံးသွားသောယောမတက်ကြီးသမိုင်းရဲ့အကြီးမားဆုံးပဟေလီတစ်ခုကတော့ယောမစစ်တဲ့တော့18000ပါဝယ်နဲ့ Legionary တက်ကြီးပျောက်ဆုံးသွားတာပါပဲ BC 53ခုနှစ်မှာပါတီယန်တွေနဲ့တိုက်ပွဲဖြစ်ပြီးနောက်ဒီတက်ကြီးဟာတဲလွန်စားမကျန်ပျောက်ကွယ်သွားခဲ့ပါတယ်အချို့ကတော့သူတို့ဟာတရုတ်ပြည်အထိရောက်သွားပြီးရွာငယ်လေးတစ်ရွာတီးခဲ့တယ်လို့ယူဆကြပါတယ်ခုထက်ထိတော့သူတို့ဘယ်ကိုရောက်သွားခဲ့တယ်လဲဆိုတာသမိုင်းပညာရှင်တွေညှင်းခုန်နေကြစေပါလူသားဤထူးခြားစွမ်းရည်ဒုတိယချက်ကတော့ဘာမှမေ့လို့မရတဲ့လူတွေအကြောင်းပါ Hyperthymesia လို့ခေါ်တဲ့ဒီထူးခြားတဲ့စိတ်စွမ်းရည်ရှိသူတွေဟာသူတို့ဘဝရဲ့အတိတ်ကနေ့ရက်တိုင်းနာရီတိုင်းကိုဗီဒီယိုရိုက်ထားသလိုအသေးစိတ်ပြန်မှတ်မိနေတယ်ပါတယ်။တင်ကတော့မနေ့ကနေ့လယ်စာဘာစားခဲ့လဲဆိုတာစဉ်းစားနေရပြီနဲ့သူတို့ကတော့လွန်ခဲ့တဲ့10နှစ်ကဒီလိုနေမျိုးမှာဘာဝတ်ထားလဲရာသီဥတုဘယ်လိုရှိလဲဆိုတာကိုပါပြောပြနိုင်ပါတယ်။ဒါဟာကောင်းကြီးတစ်ခုလားကျိန်စားတစ်ခုလားဆိုတာကတော့စဉ်းစားစရာပါပဲ။ နီးပညာ၏အနာဂတ်မှာသင်ဟာထာဝရရှင်သန်နိုင်မယ်ဆိုရင်ရော Digital Immortality ဆိုတာလူသားရဲ့အသိဉာဏ်နဲ့စိတ်ဓာတ်တွေကိုကွန်ပျူတာထဲ upload တင်ပြီးထာဝရသိမ်းဆည်းထားမယ့်နီးပညာပါကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးပျက်စီးသွားရင်တောင်ကိုယ့်ရဲ့စိတ်ကတော့ AI တစ်ခုအနေနဲ့ဆက်ရှိနေမှာပါဒါဟာသိပ္ပံရုပ်ရှင်တွေထဲကအတိုင်းတကယ်ဖြစ်လာတော့မယ့်အနာဂတ်လားဆိုတာစောင့်ကြည့်ရမှာပါကဘာမြေဤထူးခြားမှုကယ်လီဖိုးနီးယားက Death Valley မှာတော့ကြောက်တုံးကြီးတွေဟာလူနှပါပဲအလိုလျောက်လမ်းလျှောက်နေကြပါတယ်ဘယ်သူမှကိုယ်တိုင်မြင်ဘူးတာမရှိပေမဲ့ကြောက်တုံးတွေရဲ့နောက်မှာတော့ရှည်လျားတဲ့ရွေ့လျားမှုအမအသားတွေကျန်နေခဲ့ပါတယ်သိပ္ပံပညာရှင်တွေကတော့ရေခဲလွှားနဲ့လေတိုင်နှုံးကြောင့်လို့ယူဆကြပေမဲ့တန်နဲ့ချီလေးတဲ့ကြောက်တုံးကြီးတွေဒီလောက်ခရီးဝေးရွေ့လျားသွားတာကတော့ခုထိထူးဆန်းနေသေးမှာပဲအာကာသဤလျှက်ဖွယ်ချက်နောက်ဆုံးအချက်ကတော့အာကာသတဲကမိဘမဲ့ဂျိုဒီလို့ခေါ်တဲ့ Rogue Planet တွေအကြောင်းပါသူတို့ဟာဘယ်နေစနစ်ကိုမှမပက်ပဲအာကာသအမောင်တို့ထဲမှာရည်ရွယ်ချက်မဲ့ဥဒိယလွတ်မျောနေကြတာပါဒီလိုဂျိုမျိုးတွေဟာကျွန်တော်တို့ Galaxy ထဲမှာတင်ဘီလီယံနဲ့ချီရှိနိုင်ပြီးအချို့မှာတော့အတွင်းပိုင်းအပူရှိန်ကြောင့်တက်ရှိတွေရှိနေနိုင်တယ်လို့သိပ္ပံပညာရှင်တွေခန့်မှန်းထားကြပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အချက်၅ချက်ထဲမှာတင်အံ့ဩစရာဆုံးကဘယ်အချက်လဲ comment မှာပြောခဲ့ပါဦးဒီလိုထူးဆန်းတာတွေစက်ကြည့်ဖို့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဗဟုသုတတွေနဲ့ပြန်လာခဲ့ပါမယ်